Arsenal သားဒီနေ့ချန်ပီယံလိရခဲ့ရင် Ballon d'Or ဆုက Declan Rice အတွက်ပဲဆိုတဲ့ Eden Wright ပြည်သူ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Yes Sport iBet ခွန်ရှိကိုစားပေးကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ် iBet ခွန်ရှိကို Mount 556ကစားမယ်ဆိုရင် Fiber 3ကို426လုံး946ကိုဆက်သွယ်စုံစမ်းအကောင့်ဖွင့်ကစားနိုင်ပါလိမ့်ခင်ဗျာကဘာကြီးကတော့တကယ်ကိုရေးစရာကောင်းလာပါပြီ Arsenal ဆိုတာပရိသတ်တွေတင်လေးလုံးထွားတာမဟုတ်ပဲကနဝင်ကစားမဟောင်းကြီးတွေပါကိုယ်တိုင်ကပါစေကွင်းအန်ဆေးတွေရေးရမှာပြန်မဲ့ကင်းဖြစ်လာပါပြီမကြသေးခင်က Arsenal ကလဝင်ကြီး Eden Wright ကသတင်းစာမျက်နှာဖုံးတွေဟာတာဖြစ်သွားစေအောင်ပဲစကားကြီးတစ်ခုကိုရင်ကော်ပြီးပြောချလိုက်ပါတယ်မပေးဖလားကို Arsenal ရခဲ့ရင် Declan Rice က Premier League တစ်နှစ်တာအကောင်းဆုံးကစားမှာပါပဲချန်ပီယံလိရခဲ့ရင်တော့သူ Ballon d'Or ဆုပါရတင်နေတယ်အိုးဟိုဦးလေးရိုက်ခင်ဗျားဘာတွေများတောက်ချပါလိမ့်အေဘယ်လာမေလာရောက်ပြီဆိုတာနဲ့သွေးပေါင်ကြပြီးအပြားရှုတက်တဲ့အသင်းစီကကစားသမားကိုကဘာအကောင်းဆုံးရှူဘော်လုံးစုကြည်ပေးရမယ်ဆိုတာကြားတဲ့သူတွေတောင်မှနားရင်ရလာလောက်တဲ့အထိအောက်ခြေလုံးလုံးနေပါပြီ။ Eden Wright ရဲ့စကားမှာရေးကြီးဆုံးနဲ့အရာဆုံးအပိုင်းကအကယ်၍ဆိုတဲ့စကားလုံးပါပဲ။မပေးမလားရခဲ့ရင်ချန်ပီယံလိရခဲ့ရင်လည်းလောကကြီးမှာအကယ်၍ဆိုတဲ့စကားလုံးသာတကယ်အလုပ်ဖြစ်မယ်ဆိုရင်ကျွန်တော်အားလုံးအခုချိန်မှာလကဘာပေါ်မှာအင်ချန်ပီယံတွေဝယ်ပြီးဘီလီယံနာဖြစ်နေတော့ပါပြီ။ Arsenal နဲ့ပတ်သက်ပြီးဖလားရခဲ့ရင်လို့တွေးတာဟာကြောင်လေးတစ်ကောင်ကချင်းနေကြီးဖြစ်လာခဲ့ရင်တောချင်တဲ့လုံးမှာပဲလို့တွေးနေတယ်လို့မျိုးစိတ်ကူးရင်ဆန်လို့ပါတယ်။ Arsenal ဆိုတာက August လကနေဒီဇင်ဘာလရောက်တဲ့အထိသာဖလားရတော့မယ့်အတိုင်းဟန်ရေးပြကြတာပါ။ရာသီသိန်းကန်တွေစူပလားတွေဝင်ငှမဲ့အချိန်ရောက်ပြီဆိုတာနဲ့ဖန်ဆင်းရှင်ကအမေးကြံရေးခဲ့တဲ့တရဝါတွေလို့အလိုလိုနဲ့နောက်ကောက်ကျကြံရေးခဲ့တာကြီးပါပဲ။ဖြစ်နိုင်ခြင်းရာခိုင်နှုန်း300နီးပါးရှိတဲ့အရာကြီးကိုအခြေခံပြီးဘလိုနီအောင်အချောင်းကိုပြောနေတာကတော့တကယ်ကိုလူရှင်တော်ပြကွက်ပါပဲ။ Declan Rice ဆိုတာကကောင်းပေါ်နဲ့ကွင်းလယ်ခန်းစစ်ကစားမတယောက်ဆိုတာဘယ်သူမှမငြင်းပါဘူး။သူက Arsenal ကွင်းထဲမှာအတော်လေးအလုံးလုံးပေးပါတယ်။ဒါပေမဲ့ Ballon d'Or လို့ခေါ်တဲ့ကမ္ဘာအကောင်းဆုံးကစားမစုကြီးဆိုတာတာမန်ကောင်းရုံလေးနဲ့ရတာမဟုတ်ပါဘူး။ Ballon d'Or ဆိုတာ Lionel Messi, Cristiano Ronaldo, Modric တို့လိုအသင်းကိုဒုက္ခကျွန်းတွေကနေဆယ်တင်ပြီးတော့စူပလာတွေကိုတကယ်လက်ဆုံးလက်ကင်ပြနိုင်တဲ့ကနဝင်တွေမှရနိုင်တဲ့စုကြီးပါ။ Arsenal တော့အေဗယ်လာရောက်တာနဲ့တနက်နေ့အသင်းမောကြီးတော့ရေးစုံမျောတက်တဲ့အသင်းမှာကစားနေတဲ့ Right ကို Ballon d'Or ပေးရမယ်လေလား။သူဘာလို့ပေးရမှာလဲဘောလုံးကိုပေးရလေးတွေပတ်ပေးနေလို့လားဒါမှမဟုတ်အသင်းကြီးတွေနဲ့တွေးတဲ့ဖျားတံကိုမခံနိုင်ပဲကွင်းထဲမှာခြေချော်နေလို့လားဒါမှမဟုတ်မန်တင်းနောက်ကနေဒုတိယစီဇူလင်အပြင်အမြဲတမ်းလိုက်နေရတဲ့အသင်းကိုကဲတင်မပေးနိုင်လို့လား Right ကို Ballon d'Or ပေးမယ်ဆိုရင်ကမ္ဘာပေါ်ကကစားမတိုင်းကငါလည်းဘောလုံးလေးတေချာပတ်ကန်တက်ပါတယ်ငါ့ကိုလည်းပေးပါဆိုရင်တောင်းဆိုလာကြမှာတေချာပါပဲအပြားရှုတဲ့အသင်းကကစားမတယောက်ကိုရှေ့ဘောလုံးစုကြည်ပေးမယ်ဆိုတာကြားလို့မှမကောင်းပါဘူးEden Wright ကိုကျွန်တော်တို့လေးစားပါတယ်သူဟာတမိုင်းဝင်တိုက်စစ်မှုတယောက်ပါဒါပေမဲ့ Arsenal နဲ့ပတ်သက်လာရင်တော့သူဟာမြက်ကန်းအချစ်လုံယောဂါကိုပြင်းပြင်းထန်ထန်ခံစားနေရသူဟာ Arsenal ကလဝင်ရဲ့ထုံးစံကအဲ့လိုပါပဲပွဲစဉ်3ပွဲလောက်နိုင်တာနဲ့ချက်ချင်းရုပ်တံလိုင်းတွေပေါ်တက်လာပြီးငါတို့ကဘာကြီးကိုသိမ်းပိုက်တော့မယ်ဆိုရင်ကြွေးကြော်တက်ကြပါရင်ပြီးတော့ရာသီကုန်ကန်ဒီအသင်းကအမတ်တွေရောက်ပြီးဖလားတွေလွဲချော်တဲ့အချိန်ကျရင်တော့စတူဒီယိုထဲမှာကျွန်တော်အရင်စိတ်ပြင်းမိပါတယ်ဆိုပြီးမြေကြီးကန်လာထိုးတက်ကြပြပါတယ် Eden Wright ကဟာတကယ်တော့ Right ကိုမြောက်ပေးလိုက်တာမဟုတ်ပါဘူး Right ကိုကြောက်ချလိုက်တာပါခင်ဗျားသာစဉ်းစားကြည့်ဒီစကားကိုကြားပြီး Real Madrid က Vinicius, Manchester က Haaland တို့ဘိုင်းက Harry Kane တို့ကဘလောက်တောင်မှရည်နေကြမလဲဆိုတာကိုပါဟေးကြားပြီလား Arsenal ကကောင်လေးက Ballon d'Or ဆုရမယ်တဲ့ဟေးဆိုပြီးဥရောပတိုင်းလုံးက Arsenal နဲ့ Right ကိုလက်ညှိုးထိုးပြီးတော့ဟားတိုက်နေကြပါပါဒီကုန်းချုံနေနဲ့ပြောမယ်ဆိုရင် Declan Rice ဟာအကောင်းဆုံးကစားမတယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ Arsenal ရဲ့အန်ဂျီကိုဝစ်စင်ထားသေးတော့မေလာရောက်တိုင်းဖျားတွေအောက်မှာပြိုလဲတက်တဲ့အသင်းရဲ့ချိန်စာကသူတို့ကိုကင်းလို့ခွင့်ပေးမှာမဟုတ်ပါဘူးကဲ Eden Wright ရေခင်ဗျားရဲ့အာကာသအိမ်မက်ကြီးကနေမြ мян နိုးထလာပါတော့Declan Rice အတွက် Ballon d'Or ဆိုတာကဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးအကယ်၍စတူခုပေးရမယ်ဆိုရင်တော့ရာသီကုန်တိုင်းအမှတ်တွေခွဲဝေပေးပြီးချန်ပီယံဆုကိုအမြဲတမ်းလက်လွတ်တက်တဲ့ Arsenal ရဲ့ဒလေးနဲ့အညီ Golden ချုပ်ရွှေရောင်အဖျားရှုဆုဆိုတာလေးကိုဖန်တီးပြီးသားသူ့ကိုပေးလိုက်ပါတော့လို့အကြံပြုလိုက်ရပါတယ်ခင်ဗျာအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ